ပြောပါရှင်ကဲမြန်မာပြည်သူပြည်သားတွေနဲ့နော်အခုဆိုရွေးတင်နေတဲ့ပြည်သူပြည်သားတွေရှိပါတယ်အဲ့ဒီပြည်သားတွေလည်းအများဆုံးကတိသမိုင်းရန်သူပြောင်းကားပါပြီးမှကင်းဝေးနေကြပါစေလို့ဒီကချင်းလေးတွေကနေတော့ဆုတောင်းပေးလိုက်ရပါတယ်ရှင်ကားပါပြီးမှပြည်သူတွေလည်းလူသားတွေပြစ်ချခဲ့ကြရတယ်နော်Don't be